acid test ဆိုတာကကြတော့ကိုတကယ်ဈေးကွက်မှာဟိုမှာကိုတို့က Viber ကနေကြော်ညာမယ်ဆိုပြီးတော့ plan ကြီးမဆွဲသေးခင်မှာဘယ်နီးလန်းနဲ့အလုပ်ဖြစ်နေတော့ဘယ်နီးလန်းနဲ့အလုပ်ဖြစ်မလဲဆိုတော့ကိုအကိုတို့ကယာယီလေးစမ်းသက်ကြည့်တော့ acid test ကိုခေါ်တယ်တနည်းအားဖြင့်ဒီဈေးနှုန်းနဲ့ရောင်းရင်ကောင်းမလားဒီ design လေးနဲ့ရောင်းရင်ကောင်းမလားဆိုတော့ marketing paper တွေမှာကိုတော့ focus group ကိုခေါ်တယ်ဟိုမှာ customer အုပ်စုပြ customer အုပ်စု10ယောက်လောက်ကိုခေါ်ပြီးတော့ဒီကောင်လေးကြိုက်လားဒီကောင်လေးကြိုက်လားမေးလို့ဥပမာအပြောင်လေးနဲ့ကိုတို့အနီအောင်လေးရှိတယ်ကျွန်တော်တို့ design ထုံးမဲ့ဟာနှစ်ခုပါအခုထိုင်နေတဲ့အယောက်10ယောက်မှာအနီအောင်ကြိုက်တာဘယ်နှယောက်ရှိလဲဆို2ယောက်ကလက်ထောင်အပြောင်ကြိုက်တော့ဘယ်နှယောက်ရှိလဲ10ယောက်ကလက်ထောင်ဒါဆိုလို့ရှိရင်ဒီ focus group ရဘယ်နှယောက်ကအပြာထုတ်တင်လားအနီထုတ်တာအပြာထုတ်တင်တယ်ဘာလို့ဆိုတော့80%အပြာကိုကြိုက်တယ်ပြောက်ကြိုက်တာဖြစ်တဲ့ကြောင့်အကိုတို့ကအဲ့ဆိုရှင် acid test ကတော့အဆင်ပြေသွားပြီเนาะ acid test ကလည်းဒါကိုယ့်ရဲ့ဟို market data ကိုဒီမှာအယောက်100လည်းဖြစ်အယောက်1000လည်းဖြစ်အယောက်1000လည်းဖြစ်တော့เนาะကိုဘယ်လောက်ထိ market ကိုသွားခြင်းဘယ်လောက် test လုပ်ခြင်းဒီပုံမူတည်အဲ့တော့ test လုပ်ပြီးတဲ့အချိန်ကျအဆင်ပြေရဆိုမှကိုကဈေးခွက်တွေကိုချမှာရှိဒါက theory ပြပြ reality ကိုပြပြ practical ပေါ့ practical ဘာလို့လဲဆိုလို့ရှိရင်ကြားရเนาะAB test ဆို AB test နဲ့အတူတူပါပဲเนาะ AB test ကကြတော့ရှင်ကိုတို့ဟို acid test နဲ့တိတ်မကွာအတူတူပဲ definition တွေတော့မပြောနဲ့နှစ်ခုတော့ test လုပ်တဲ့ဟာဒီ AB test ရှိဆို AB test ကနှစ်ခုလုံးလားအဲ့တော့နောက်တစ်တိယတစ်ခု ABC test တွေပါဖြစ်ကုန်ထားပါအဲ့ဒီအချိန်တွားတဲ့အချိန်ကြောက်လို့ရှိရင်ကိုတို့ကဒီဈေးကွက်နဲ့တွားရင် practical ပေါ့เนาะ practical ဈေးကွက်နဲ့တွားတဲ့အချိန်ကြောက်လို့ရှိရင်အဲ့လိုမျိုးစမ်းဖို့တော့ကိုတို့ကအချိန်မရကိုတို့ community ကြီးမဟုတ်အဲ့တော့ဘာလို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းဘုံမဟုတ်တကယ်ဝေးနိုင်ရှိတယ်ဆိုတော့ကိုကသွားပြီးမေးရတယ်အခုခမညာအမခမညာကျွန်တော်ကတော့ဒီပစ္စည်းလေးရောင်းပါမယ်ဒီပစ္စည်းရောင်းဖို့ရှိပါတယ်အမကိုအခုမေးရတဲ့အကြောင်းရင်းကကျွန်တော်ထုံးမဲ့ပစ္စည်းလေးဟာဒီဟာကိုတော့အမအနီအောင်ကိုတော့ကျွန်တော်ထုံးအောင်ဈေးနှုန်းထားပါတော့အခု1000ရှိမယ်အနီထုံးအောင်မလားအပြားထုံးအောင်ကျွန်တော်မသိဖြစ်နေတော့ customer အနေနဲ့အမက customer ဆိုအမကဝယ်သူဆိုရင်အကိုသာဝယ်သူဆိုလို့ရှိရင်အနီလေးကြိုက်မလားအပြားလေးကြိုက်မလားခင်ဗျအဲ့လိုတဦးချင်း like မေးလို့ရှိရင်လေအဆင်ပြေတာ practical နည်းလမ်းကိုပြပြအောင်နော်ခုနက focus group တွေဘာတွေနဲ့အကိုလုံးလို့မရဘူးဘာလို့ဟိုအကိုတော့အခုမှစမဲ့လုပ်ငန်းပြအဲ့လိုတိအချိန်လည်းမရနိုင်ဘူးအဲ့လိုတိလည်းကို resource မရှိဘူးစာပြီးကောက်တယ်ဟုတ်တယ်စာပြီးကောက်တာနဲ့ကိုလိုကြုံတာလည်းရှိနော်ဆိုတော့ဟိုစာပြီးကောက်တာနဲ့နည်းနည်းလေးကွဲတဲ့ချက်လေးကိုပြောရမယ် acid test ကြလို့ရှိရင်ကိုလိုကဟိုပတ်စံကိုဘယ်လောက်ပေးမလဲဆိုတာတောင်းတယ်နော်ပတ်စံဘယ်လောက်ပေးမလဲဆိုတာတောင်းအမှတကယ်ဝယ်ချင်တာခုနကကိုလိုမေးတဲ့ချိန်ကြလို့ရှိရင်အပြာနဲ့အနီနဲ့ကိုလိုထားပါတော့ example ပြောရအောင်ဒီပစ္စည်းလေးကိုကျွန်တော်တို့1000လေးရောင်းဖို့ရှိပါတယ်အမှအနီကြိုက်လားအပြာကြိုက်လားဆိုတော့ okay အပြာကြိုက်တယ်ဆိုအမှအပြာကိုတကယ်ကျွန်တော်1000လေးရောင်းဖို့ဆိုအမှဝယ်မလားဆိုရင်ဝယ်တာတော့မောင်လေးဆိုဒါပါလဲ acid test ပြီးမြောက်တယ်လို့ကိုလိုခေါ်တယ်အဆင်ပြေတယ်အောင်မြင်တယ်လို့ကိုယ်ကအဲ့လိုဝယ်စာပေးလေးကအနီအောင်ထုတ်ပါမယ်စာပေးလေးအနီအောင်စိမ်းအောင်ထုတ်ပါမယ်စာပေးလေးဖြည့်တာတော့မဟုတ်ဘူး customer အိတ်ထဲကပတ်စံတကယ်ထုတ်မဲ့တဲ့ပိုကောင်းတော့တခါလေးရောင်းနိုင်ခဲ့တော့ပြီးပဲအမဆိုရင်ဒါဆိုရင်1000လေးရောင်းမှာအမဆင်ပြေလားပြည်ရရောင်းမောင်လေး1000ပေးအပြာဘောမင်ဆိုလို့ရှိရင်အဆင်ပြေသွားပြီကူတော့ဟုတ်လား so အဲ့ဒီ solution တော့အဆင်ပြေဆုံး test နော်အဆင်ပြေဆုံး test ဖြစ်တယ် so အကူကအလောက်ဒီဖြစ်စေရင် practical အလောက်ဒီဖြစ်စေရင်ဘာလို့ဆိုရင် basic တခုကစာပေးကောက်တန်တယ်မအောင်မြင်ဘူး basic တခုကဦးတော့ exchange ဖြစ်ပြီဆိုတော့အောင်မြင်တာเนาะဒီတော့ကြောင့်ကိုလို exchange ကြီးသွားမှာ